အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုထဲမှာတော့ဒီအပင်တွေကိုဥပြောင်းတဲ့အခါမှာနီးစနစ်မမှန်တဲ့ဘယ်လိုဥပြောင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် customer တွေထဲမှာအပင်တွေဥပြောင်းပြီးတော့မှအပင်ကတည်သွားတာမျိုးတွေလည်းရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဥပြောင်းတဲ့အခါမှာအပင်တွေဥပြောင်းတဲ့အခါမှာစနစ်တကျဘယ်လိုပုံစံမျိုးနဲ့ဥပြောင်းတယ်လဲဆိုတာကိုဒါကျွန်တော်ရိုက်ပြနေတာပါ။အဲ့တော့ဥပြောင်းတဲ့အခါမှာကျွန်တော်ဥပြောင်းမှာကဒီ3ဂါလန်ဦးထဲမှာရှိတဲ့ဒီတနခါးပင်ကို9ဂါလန်ဦးထဲမှာရှိတဲ့ဦးတွေကိုဥပြောင်းပြီးတော့ထည့်ပဲဥပြောင်းပြီးတဲ့အခါမှာပထမအဆင့်ကပါတယ်ဆိုတော့နော်ကျွန်တော်ဒီမှာအဆင့်3ဆင့်ရှိတယ်ခင်ဗျနော်ဥပြောင်းတဲ့အခါမှာပထမအဆင့်ကပါတယ်ဆိုတော့ဒီဦးကိုနော်ပြောင်းမဲ့အိုးအစ်စ်ပေါ့နော်အိုးအစ်စ်ပဲပြီးအိုးဟောင်းပဲပြီးပေါ့ဗျာဒီမှာဘာမှမရှိတဲ့အိုးပေါ့နော်ဒီအိုးကိုရီအိုးတွေကိုအပင်ထည့်တော့မယ်ဆိုလို့ရှိရင်အပင်ရှိနေတဲ့အိုးကိုသွားမကင်နဲ့ဘူးဘာမှသွားမလုံးနဲ့ဘူးဒီအဲ့ခြံထားလိုက်ရောဒီအိုးကိုအရင်ဆုံးကင်ပြီးသွားရင်မြေကြီးကိုဒါ3ဝက်မြေကြီးပေါ့ဗျာဒါကျွန်တော်သုံးတဲ့မြေကြီး3ဝက်မြေကြီးကိုအိတ်ကိုဖွင့်ထားလိုက်မှဒါဖွင့်ထားပြီးသားပေါ့ဗျာကင်ဟိုဘက်ဒီအပင်ကိုမထိနဲ့ဘူးနော်ဘာဆိုဘာမှမလုံးနဲ့ဘူးပြီးရင်ဒီအပင်ကိုဒီသူ့အိုးထဲကနေပြီးတော့ဒီအိုးဟောင်းထဲကနေတော့ဘယ်လိုချုပ်မလဲဆိုတာကိုကျွန်တော်တစ်ခါလေးပြမယ်နောက်ပြီးရင်အမြင့်တွေကိုဘယ်လိုလုပ်ပေးရမလဲဆိုတာကိုကျွန်တော်စနစ်တကျနော်ဥပြောင်းနည်းကိုတခြားပြောပြသွားမယ်အရင်ဆုံးပြောင်းမဲ့အပင်ကိုဘာမှမလုံးနဲ့ဘူးမကင်နဲ့ဘူးမတိုးနဲ့ဘူးမထိနဲ့ဘူးဒီရိုက်ထားလိုက်အောင်အရင်ဆုံးအိုးရဖို့လိုတယ်နော်အိုးသစ်ထဲမှာဒီမှာအရင်ဆုံးမြေကြီးခင်းလိုက်မယ်ပေါ့ဗျာမြေကြီးဘယ်ထိခင်းရမလဲဆိုတာကိုကျွန်တော်ပြောပြမယ်နော်မြေကြီးခင်းပြီးသွားတဲ့အခါမှာအဲ့ခါကျမှဒီကိုအပင်စိုက်ထားတဲ့အိုးကိုယူပြီးတော့အိုးယူတဲ့အခါမှာပင်စီကနေကင်ပြီးမမနဲ့နော်အိုးကနေပြီးတော့ကင်ပြီးတော့မှဒီလိုမှပင်စီကနေသွားပြီးသွားမကင်နဲ့ဘာဖြစ်လို့လဲဆိုတော့ဒီမြေကြီးရဲ့နဲ့အိုးရဲ့အလေးချိန်ရှိထားပြီးသားကိုပင်စီကနေသွားမလိုက်တော့သူ့ကိုဒီထဲမှာရှိတဲ့အမြင့်နော်အမြင့်ရဲ့ weight မြေကြီးရဲ့ weight နော်ဒီလေးချိန်နဲ့အိုးရဲ့အလေးချိန်ပေါင်းပြီးတော့ဒါကဘာဆိုအပင်စီကနေမလိုက်လို့ရှိရင် weight ကသူ့ကိုဆွဲချထားလို့ဖြစ်ပြီးတော့ပင်စီလဲနာတတ်တယ်အမြင့်လဲနာတတ်တယ်အဲ့တော့ဒီလိုသွားကင်လို့မရအောင်နော်ဒီလိုကင်ပြီးသွားရင်ကျွန်တော်ပြရမယ်အိုးနှစ်ခုမချွတ်သေးခင်မှာနော်ဒီပင်ကိုအိုးရကနေမချွတ်သေးခင်မှာအိုးနှစ်ခုထပ်လိုက်ကြထပ်လိုက်လို့ရှိရင်ဒီအိုးဟောင်းရဲ့နှကန်းနဲ့အိုးသစ်ရဲ့နှကန်းတွေကညီနေရမယ်အခုကျွန်တော်မြေကြီးထည့်တာများသွားတယ်ပြလားမညီဘူးအဲ့တော့အထက်ကခင်းထားတဲ့မြေကြီးကိုနည်းနည်းပြန်လျှော့မယ်အဲ့တော့ပြန်ထည့်ကြည့်မယ်နော်ဒါမြေကြီးကနည်းနည်းပြန်နှိမ့်သွားပြီဒါပေမဲ့နည်းနည်းပါးနှိမ့်တာကိစ္စမရှိဒါအနည်းဆုံးနော်သူကမြေကြီးဘယ်လောက်ထိထည့်ရမလဲဆိုတာမြေကြီးဒီအောက်ခြေခံတဲ့မြေကြီးဒီအိုးနှခမ်းတစ်ခုညီနေရမယ်နည်းနည်းပါးကွာရင်တော့ကိစ္စမရှိဘူးကျွန်တော်နည်းနည်းပြန်လျှော့တာနည်းသွားတယ်ဒါပေမဲ့ကိစ္စမရှိဘူးဒီလောက်လေးကွာတာဟုတ်ကဲ့ဒါဒီကြီးဆုံးအိုးထဲမှာမြေကြီးခင်းပြီးတော့ဒီအိုးနှစ်ခုရဲ့နှခမ်းညီသွားပြီဆိုတဲ့အခါမှာဒါကျွန်တော်အပင်အိုးပြောင်းတဲ့ပထမအဆင့်ပြီးသွားပြီလို့ခေါ်လိုက်တာဒုတိယအဆင့်ကိုပြန်ပြောမယ်ဒုတိယအဆင့်ကိုထပ်ပြောမယ်ဒုတိယအဆင့်ကျတော့သူကဒီအပင်ကိုအိုးထဲကနေချွတ်မယ်အဲ့ဒါကလည်းပဲသူကစနစ်တကျချွတ်မှရမှာနော်စနစ်တကျမချွတ်ဘူးဆိုရင်ပင်စီရောမြစ်တွေရောနာတတ်တယ်အဲ့ဘယ်လိုချွတ်မလဲဆိုတာကိုကျွန်တော်တို့ပြမယ်ဒီလိုပဲအောက်ခြေကကင်နော်ဒီပင်စီကနေသွားမမနဲ့နော်အိုးဒီလိုကင်လိုက်မတက်ရက်လိုက်ပြီးရင်လက်ညိုးရဲ့လက်ခလဲရဲ့ဒီလက်နှစ်ချောင်းကိုပင်စီကြားထဲကိုပင်စီဝိုက်လက်ညိုးနဲ့လက်ခလဲကြားထဲကိုညှပ်ပလိုက်ညှပ်ပြီးတော့လက်ဝါးနဲ့ဒီမြေကြီးတွေကိုအုပ်ထားဒါပေမဲ့မြေကြီးတွေကဇောက်ထိုးလို့ရင်တော့ကြာမှာပဲအဲ့တော့ဇောက်ထိုးလို့လိုက်တဲ့အတွက်ကြောင့်မို့လက်နဲ့လည်းကင်ထားတော့ဒီအမြင့်ရဲ့ပန်းအိုးရဲ့မြေကြီးရဲ့ weight ကိုဒီအပင်ကထမ်းထားစရာမလိုဘူးလက်နဲ့ကင်ထားပေးတဲ့အတွက်ကြောင့်မို့သူ့ကိုဒီအုတ်ထုတ်ချွတ်သလိုကျွန်တော်ကချွတ်လိုက်ကြက်နေရဆိုရင်နည်းနည်းပါးပါးရိုက်ပေးနော်အဲ့တော့ချွတ်မယ်ဒါဒီမှာချွတ်လိုက်လေငါကျွတ်သွားပြီဒီလိုအုံလိုက်ပါပလိမ့်စင်နော်မူရင်းဒီမှာဒီအိုးထဲမှာရှိနေတဲ့မြေကြီးကိုဒီမြေကြီးနဲ့အမြင့်နဲ့ကကွာလို့မရပါဘူးเนาะအဲ့တော့သူ့ကိုအုံလိုက်အခုလိုမျိုးအထွေးလိုက်လေးရှိနေပြီလေနောက်တစ်ခုကဒီအစိတ်ရောက်ပြီဆိုအမြင့်တွေကိုနှိုးမယ်ဗျအမြင့်တွေကိုဘယ်လိုနှိုးရမလဲဆိုတော့
တကယ်ဆိုရင်တော့ဒါအပင်တွေကိုစကားပြောနေပါဗျာဘယ်လိုပြောနေဆိုတော့သူလူစကားရပြောမယ်ဆိုရင်တော့မင်းတို့ဒီအိုးထဲမှာအမြစ်တွေကြက်ညက်ပြီးနေရတယ်အခုငါမင်းတို့အိုးပြောင်းပေးလိုက်တဲ့ကြောင့်မို့မင်းတို့ဒီအိုးကြီးထဲမှာနေကြီးထဲမှာအိုးကြီးရမြေကြီးထဲမှာတွားလို့ရကိုမင်းတို့ဆက်ပြီးတွားနိုင်ပါပြီလို့အဲ့လိုစကားမျိုးကိုကျွန်တော်ကလက်ဟန်ချီရနေပြောမယ်ဘယ်လိုပြောမလဲအပင်ရဲ့ဘာသာစကားသူတို့ဘယ်လိုနားလည်ထားလဲအဲ့ဒီစကားကိုရမယ်နော်ဒီအမြစ်တွေကိုဒီလိုဖွပေးအိုးပြောင်းတဲ့ကအမြစ်အဲ့လိုထွေးနေလို့အမြစ်တွေအဲ့လိုဖွမပေးဘူးဆိုရင်အိုးအကြီးတဲ့ကိုဘယ်လောက်ပြောင်းပြောင်းအမြစ်တွေကလေဆက်ဝိုင်းုံမျိုးပတ်ခွေပြီးတော့အတိုင်းပဲသွားနေမှာသူတို့ဒီနော်အကြာကြီးအဲ့လိုမျိုးသွားနေမှာဟိုမြေကြီးအစ်စ်ထဲကိုဒီမြစ်တွေကထိုးပြီးတော့သူတို့ကသွားနေမှာမဟုတ်ဘူးအဲ့တော့သူတို့စကားပြောတာဘယ်လိုပြောလဲမင်းတို့တွေထားတော့အခုဒီနော်အမြစ်လုံးတွေကနေပြီးတော့နော်အရင်အိုးထဲမှာထွေးနေတယ်မင်းတို့ဒီအမြစ်တွေအိုးသစ်တဲကိုထည့်ပေးလိုက်ပြီးမင်းတို့သွားလို့ရကိုအထဲမှာသွားနိုင်ပြီအမြစ်တွေဒီအဲ့ဒီအိုးသစ်ထဲကမြေကြီးထဲမှာသွားခြင်းတဲ့စီကိုမင်းတို့သွားလို့ရပြီဆိုပြီးတော့အဲ့ဒါသူတို့စကားပြောသလိုပဲနှိုးပေးတာအမြစ်တွေကိုနည်းနည်းပါအမြစ်တွေဒီလောက်အများကြီးကတော့နေပါကျွေသွားလဲကိစ္စမရှိဘူးပေါ့ဗျာတကယ်လို့အဲ့လိုခွာတဲ့ခါမှာလက်နဲ့အဲ့လိုမျိုးနော်အမြစ်တွေကိုနှိုးပေးရတယ်ဗျအမြစ်ပတ်ပတ်လေကိုဒီမှာအမြစ်တွေဒီမှာကြက်နေတာဟာလားအမြစ်တွေကိုနှိုးပေးရအဲ့တော့မင်းတို့သွားကျင်တာကိုသွားလို့ရပြီထားတော့ဒီတိုင်းကြီးတော့ခွေခောက်နေနဲ့အမြစ်ကိုအဲ့လိုမျိုးခွပေးမှအိုးသစ်ထဲမှာအပင်ကကြီးထွားပြီးတော့အပွင့်နေအဖူးတွေအပွင့်နေအများကြီးထွက်မှာအဲ့တော့အဲ့လိုလုပ်ပေးရတယ်အနည်းဆုံးတော့အဲ့လောက်တော့လုပ်ပေးလိုက်ထပ်ဖွနိုင်တယ်ဆိုရင်လည်းထပ်ဖွပါဗျာဒီမှာဘေးနားတွေထပ်ဖွပါဗျာမြေကြီးငယ်ပါကျွတ်တာကျွတ်မယ်နော်အဲ့လိုမျိုးလေးထပ်ဖွဒီမြေကြီးအောင်ကိုပါအောင်ယူနော်ဒီမြေကြီးနဲ့ဒီမြင်းနဲ့ကကွာလို့မရဘူးနော်ဒီမြေကြီးပါမရမှာနည်းနည်းပါးတာနှိုးပေးတာကိစ္စမရှိတာဒီအမြစ်တွေကမှအခုမြင်နေတဲ့နှိုးပေးလိုက်တဲ့အမြစ်တွေကပန်းအိုးထဲမှာအစ်စ်ထဲမှာအိုးသစ်ထဲမှာသူကဆက်ပြီးတော့ထိုးထွက်နေအောင်ဒီလိုလုပ်ပေးတာဒီလိုလုပ်ကိုလုပ်ပေးရတယ်တချို့အပင်ကြီးတွေကြတော့သူကဘယ်လိုလဲဆိုတော့အမြစ်ကြီးတွေကတုတ်ကြီးအရန်တုတ်နေတော့သူကခွေနေတာအိုးထဲမှာကြာပြီးဖြစ်တဲ့အတွက်ကြောင့်ဟုတ်သူကအရန်မာပြီးတော့နင်းဖြစ်တယ်နော်ဟိုဆွဲဆက်လို့မရဘူးဆွဲဆက်လို့မရရင်သူကကြီးနဲ့ထိုးဖြတ်ပလိုက်ခွေနေတဲ့မြစ်ကိုအခွေမခံနဲ့ခွေရင်သူကအိုးဘလောက်ပဲပြောင်းမြေကြီးထဲကိုချဆိုင်လဲအဲ့လိုပဲအမြစ်ကကြီးနေတယ်ဆိုရင်ခွေးနေတယ်ဆိုရင်သူစမ်းထုတ်ပေးလို့ရရင်စမ်းထုတ်တာစမ်းထုတ်လို့မရရင်ဖြတ်ချပလိုက်နောက်တိုင်းဖြတ်လိုက်တဲ့အမြစ်ကနောက်ထွက်လာလေအမြင့်ငယ်လေးတွေကသူကဟိုမြေကြီးထဲကိုဆက်ပြီးသွားရင်သွားမယ်တခြားမြေကြီးရဲ့အဖက်ဖက်ကိုပြန့်နှံ့သွားမယ်အိုးထဲဒီလိုပဲမြေဒီမှာအမြစ်ကသူကခုလိုမျိုးဖွာလို့မရအောင်သူကအမြစ်တုံနေသေးတယ်ဆိုရင်သူကအမြစ်ကိုဆွဲဆန့်နော်ဟိုဆွဲဆန့်လို့မရအောင်ဆိုရင်အဲ့အမြစ်အကြီးကိုဖြတ်ပေးလိုက်အဲ့တော့ဒီအမြင့်မွားလေးကိုလည်းဘာဖြစ်လဲဒီမျိုးနှိုးပေးလိုက်ပါဗျာဒါအမြစ်တွေနှိုးသွားပြီပေါ့နှိုးသွားပြီဆိုတော့မှဒီအိုးလေးကိုအခုလိုမျိုးထည့်လိုက်နေပေါ့ဗျာအိုးလေးကိုအိုးအခုထည့်လိုက်ပြီဆိုရင်ဘေးမှာသူကလက်နေတဲ့နေရာရှိရနော်လက်နေတဲ့နေရာကိုမြေကြီးလိုက်ထည့်လိုက်ဒါအဲ့မြေကြီးဆွဲတွေကဒါတော့ဟိုလောလောဆယ်ကတော့ဒီဘိုရင်းရောဒီအမြစ်တွေနှုတ်ပေးတဲ့အဆင့်ကတော့ဒါဒုတိယအဆင့်ပေါ့နော်ဒါဒုတိယအဆင့်ပြီးသွားပြီဟိုဒုတိယအဆင့်ပြီးရင်ကျွန်တော်တတိယအဆင့်မဆက်လုပ်မလဲဆိုတာကိုကျွန်တော်ပြောပြမယ်ပထမအဆင့်နဲ့ဒုတိယအဆင့်ပြီးသွားပြီတတိယအဆင့်ကိုကျွန်တော်စပြောမယ်အခုအပင်ရောအဲ့လိုထည့်လိုက်တဲ့အတွက်ကြောင့်မို့ခုန3ကလန်အိုးတွေကအပင်ပေါ့ဗျာ3ကလန်တော့အမိအုံကသူကဟို3ကလန်အိုး size ပေါ့အဲ့တော့9ကလန်အိုးတွေကိုထည့်လိုက်တော့ဘေးမှာလက်နေတဲ့နေရာရှိတယ်အဲ့လက်နေတဲ့နေရာတွေကိုပိုက်ထည့်ရမယ်မြေကြီးတွေကျွန်တော်နော်ဟိုဒီဘေးလာလက်နေတဲ့နေရာတွေမြေကြီးတွေလိုက်ထည့်တယ်ဘယ်ကြည့်ထည့်ရမလဲဆိုတော့ဒီမှာအမြစ်တွေပေါ်နေတာရှိတယ်ပေါ်နေတဲ့အမြစ်တွေဖုံးသွားတဲ့အထိလိုက်ထည့်တခုတည်းသတိထားမှာကအခုဒီမှာတွေ့လာကျွန်တော်အိုးအပြည့်မြေကြီးကိုအိုးပြည့်ထည့်လိုက်တယ်အိုးပြည့်ထည့်လိုက်ပြီမဲ့ရေလောင်းမိသွားပြီမြေကြီးကကျစ်သွားပြီးနှိမ့်စင်သွားရင်အိုးမပြည့်တော့ဘူးအဲဒါကြောင့်ထည့်တဲ့အခါမှာအိုးပြည့်ထည့်လိုက်အိုးပြည့်ထည့်လိုက်လို့အဲ့မြေကြီးကအမြဲတမ်းအိုးပြည့်မနေဘူး तू ကပြီးရေလောင်းလိုက်တဲ့အခါမှာ तू ကနှိမ့်စင်သွားအောင်မှာအဲနှိမ့်စင်သွားရင် तू ကအတော်ပဲပေါ့ဗျာအတော်တော့ဆိုတော့သူ့အိုးပြည့်အောင်ထည့်ပြီးမြေကြီးကိုအဲ့တော့ဒါဒီလောက်ထိထည့်ပြီးသွားပြီဆိုရင်ရေပိုက်နဲ့အဲ့ဒါဟိုဆောင်းနေမှနေရာလဲဟိုမှာဝင်ကန်ကြီးဆိုတော့ရေပိုက်ထဲကရေကပူးမနေဘူးတကယ်လို့ຫນွေဘက်မှာတို့ဘာလို့အပင်တွေပါအိုးလဲတဲ့ခါမှာရေပိုက်ကဒီမှာရေထဲကရေကပူးနေတယ်ပူးနေရဆိုရင်ရေပိုက်ထဲမှာပူနေတဲ့ရေကုန်သွားအောင်လက်နဲ့ခံပြီးအဲ့ဒီရေထုတ်ပလိုက်
ရေတွေရေပူတွေကိုထုတ်ပလိုက်ပေါ့ဗျာကောင်းနေမှကြရင်အခုကငွေဘက်ကြလို့ရှင်အခုကတော့စောင်းနေမှဆိုတော့ဗျာနေရာလည်းရမ်းမပူပိုက်ခက်ရေကထွက်တာနဲ့သူကပုံမှန်ရေပဲနော်မပူဘူးပေါ့ဗျာမပူတော့သူ့ကိုဟိုမှာခြေကိုဒီပန်းအောက်ထဲအထိရေစင်းသွားဟိုနေ့ကကျွန်တော်ဇကဝါပင်ကြီးဆိုင်တုန်းကကျွန်တော်ရေဘယ်လိုလောင်းလဲဆိုတာကျွန်တော်ပြောပြတယ်နော်အပင်နေအိုးလဲတဲ့ခါမှာရေဘယ်လိုလောင်းရလဲဆိုတာပထမဆုံးအချိန်ပဲအဲ့တော့ကျွန်တော်ဒီရေကိုအိုးနှကောင်ပြစ်လိုက်ပြီးလောင်းလိုက်မယ်ပြီးရင်ဆောက်လိုက်မယ်ဆောက်ပြီးနောက်တစ်ချိန်ပြန်လောင်းနောက်ဆုံးဒီအောက်ကအိုးအောက်မှာအပေါက်ရှိတယ်ဗျပန်းအောက်မှာအပေါက်ရှိအဲ့အပေါက်ကနေရေတွေကျလာတဲ့လောင်းပြီးသွားရင်ကြက်ထားလိုက်တော့မယ်အဲ့လိုလောင်းရမယ်နော်ရေလောင်းတဲ့ခါမှာအိုးပထမဆုံးပြောင်းတဲ့ခါမှာအဲ့တော့ဒီမှာကြည့်နော်မြေဩဇာလုံးဝမထဲဘူးနော်ဟုံးဒီဘိုင်းမှာမြေဩဇာကြီးတော့ဝါပွားပြီးမထဲတယ်ထဲရင်ဒီပင်ရတာကိုရောဟို၃ဘက်လောက်ပင်ကိုတေချောင်းတေမှာဘာဖြစ်လို့လဲဒီပင်မှာဒီမြေကြီးအိမ်မှာရေးထားပြီးသားနော်သူပြောတယ်လေ feed up to 6 months ဟလာ6လခန့်မြေဩဇာထည့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့အခုဒီပင်ကဒီမြေကြီးထဲမှာမြေဩဇာပါပြီးသားအဲ့ဒါကိုထပ်ပြီးတော့မြေဩဇာတွေလေဟိုမှာအမှုန့်တွေအစိတွေသွားထည့်ရင်ဒီပင်ကမြေဩဇာလောင်ပြီးတေမှာခုနအပင်ကွာလီကိုတွေ့ရနော်တကယ်အမြင့်တွေကိုမှတကယ်အများကြီးပဲเนาะထွေးနေတာပဲဒီလိုမျိုးအပင်ဟိုတောင်မှအဲ့ဒါအိုးလဲလို့မြေဩဇာသွားထည့်လို့ရှိရင်เนาะတေတယ်ဆိုတာကိုကျွန်တော် customer တွေပြောထားတယ်အဲ့ဒါ show customer တွေကသွားထည့်တော့တေးပါတယ်တနခါပင်တေသွားတဲ့ customer တွေရှိပါတယ်เนาะဟိုကျွန်တော်စီကဝယ်တဲ့တနခါပင်လဲเนาะအိုးလဲတာမတက်ရင်တေးတယ်ပြုစုမတက်ရင်တေးတယ်အဲ့တော့ဒါခုနကပြန်ပြောရမယ်ဆိုရင်ရေကအခုလိုမျိုးလောင်းထားပါဗျာโอเคတနခါပင်ရေလောင်းတာတခြားပင်လောင်းတာနဲ့မတူဘူးတနခါပင်ကိုရေလောင်းတဲ့ခါမှာအပိုင်းနှစ်ပိုင်းလောင်းရတယ်ဒါကရေလောင်းတိုင်းကျွန်တော်ဘယ်လိုလောင်းလဲအခုဒါလောင်းတာဒီအမြင့်တွေကိုနော်ရေရအောင်ကျွန်တော်လောင်းတယ်ပေါ့ဗျာအောက်ပိုင်းကိုတနခါပင်ရေလောင်းတာရှားပင်ရေလောင်းတယ်မတူဘူးတနခါပင်ရဲ့အဖူးတွေဒီသူကအညွန့်နေနော်ဒီရွက်တွေအညွန့်နေထိတ်ကနေထွက်တာအဖူးတွေကတနခါပင်ကအစိလေးဆိုတော့အဲ့အစိလေးကအကြီးထွက်လာပြီဆိုရင်ဒါဝါထိန်လာပြီဆိုရင်ဒါပွင့်တယ်ပေါ့အစိကြီးတွေဒါတနခါပွင့်ကြီးတွေလို့ခေါ်တယ်အပွင့်ကြီးလေဘာဖြစ်တော့ပို့ပြီးမွေးလေအဲ့တော့တနခါပင်ကိုအပွင့်တဲ့ကမှာပို့မွေးအောင်ရေလောင်းတာကတခြားပင်တွေလောင်းလို့မရဘူးဘယ်လိုလောင်းရမလဲဆိုတော့ဒါကျွန်တော်ဒီပိုက်ကကျွန်တော်ဒီလိုမျိုးပဲဒီအများကြီးထွက်အောင်လုပ်လို့ရတယ်ပေါက်ဖွားလေးထွက်အောင်ဒီလိုလှည့်ပေးနေရင်လည်းရေကဖွားဖွားကြီးထက်တယ်တနခါပင်အပေါ်ပိုင်းကိုရေလောင်းတဲ့ခါမှာဒီလိုလောင်းရပါတယ်နော်ဒီလိုအညွန့်တွေကိုရေလောင်းတိုင်းအပေါ်ကျွန်တော်အဲ့လိုလောင်းပေးတယ်တနခါပင်အညွန့်တွေကိုကျွန်တော်အဲ့လိုအပေါ်ပိုင်းကနေလဲသူကမိုးရွာတယ်လို့ရေကိုဖြန်းပေးပြီးတော့ဒီလိုရေဖွားဖွားလောင်းပေးတဲ့အတွက်ကြောင့်မို့ကျွန်တော် channel မှာရှိတဲ့တနခါပင်တွေဒီအပွင့်ပွင့်တဲ့အခါမှာအစေကြီးတွေအကြီးကြီးတွေဝါထိန်ပြီးတော့အဝေးရတွေကိုမှွေးပါတယ်ဒါကတနခါပင်ရေလောင်းနီးကိုပြောပြတာပါအဲ့လိုလောင်းတဲ့အပြင်အောက်ကလည်းအမြင့်ကလည်းရေရမှာဖြစ်မှာဆိုတော့နော်အောက်ကနေလည်းရေကိုလည်းအဲ့လိုပဲလောင်းပေးပါနော်အခုကကျွန်တော်အိုးလဲနီးတနခါပင်ကိုနော်အိုးလဲနီးနော်ရေလောင်းကြီးကိုပြောပြပြီးပါပြီရေလောင်းတာတော့တနခါပင်ကိုဒီပုံစံမျိုးနဲ့လောင်းပေးရပါတယ်နော်ဒါကအပွင့်နေများပွင့်အောင်အပူများထွက်အောင်ပို့ပြီးတော့မွေးအောင်အိုးလဲနီးကတော့တနခါပင်အိုးလဲတဲ့နီးနဲ့တခြားပင်တွေအိုးလဲတဲ့နီးနဲ့အတူတူပါပဲတနခါပင်မှမဟုတ်နီးသည့်အပင်ကိုမဆိုအိုးလဲတဲ့ခါမှာအိုးလဲဥပြောင်းတဲ့ခါမှာအခုဒီတနခါပင်အိုးလဲဥပြောင်းတဲ့နီးတိုင်းပဲပြောင်းပေးပါလို့ကျွန်တော်ပြောရင်းနဲ့ပဲနှုတ်ဆက်ပါတယ်ဒီဗီဒီယိုကြည့်ရှုအားပေးတဲ့နော်ပရိသတ်တွေပါဝေး customer တွေအားလုံးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ